ဘာရှာနေလဲဆိုရင်တော့ຫນွယ်ပြားပင်မှာကပ်ပေါက်နေတဲ့တောင်ကြပန်းရှာနေတာပေါ့နော်ရှိပါຫນွယ်ပြားပင်ဆိုတဲ့အတိုင်းလက်ဖွားတစ်စားလောက်ရှိတယ်ဒါပေမဲ့သူ့ရဲ့အနံကတော့ပပလေးပဲသူ့ရဲ့အနံကတော့လက်ဖွားတစ်ချောင်းစားလောက်ပဲရှိတယ်ဒါပေမဲ့အလျာကတော့ပြာကြီးပဲပေါ့နော်ကြည့်ပါပုံမှန်ဒီလိုပုံစံမျိုးရှိတင်တာပေါ့နော်မြည်ဆက်သေးဘူးကျွန်တော်မိတ်ဆွေငယ်ချင်းလိုပဲຫນွယ်ပြားပင်တော့တွေ့ပါရဲ့ဒါပေမဲ့ခုနကပြောသူ့မှာကပ်ပါမီခိုတဲ့ဒီ Sabria တို့လို Refresher တို့တော့အခုထိမတွေ့သေးဘူးပေါ့နော်ရှာနေရတော့3နှစ်3မိုးရှိပြီပေါ့နော်ဘယ်နှစ်မိုးမှတွေ့မလဲတော့မသိဘူးပေါ့နော်အခုဒါကျွန်တော်ရောက်ရှိတဲ့နေရာကတော့ဒီ Sabria Ram အုပ်စုလေးတွေတို့ host တဲ့ဒီပေါ့နော် Tetrasti မှာဆိုတဲ့လက်ခံပေးရှိတဲ့နေရာရောက်နေတာပဲဖြစ်ပါတယ်အခုအမြင့်တင် slope ကကျတော့45 degree angle လောက်ရှိတယ်ပြီးရင်အောက်မှာ lead swine တွေအဓိကထားပြီးတွေ့ရတယ်ပေါ့နော်အဲ့လိုအနေထားမျိုးမှာကျွန်တော်က Sabria Ram ကိုတော့ check in လိုက်နေလို့ပေါ့နော်ဒီရာဒီကနေနဲ့တွေ့နိုင်ခြင်းအခွင့်အရေးရှိတယ်ဆိုတော့လေးလာကြည့်ရမှာပေါ့နော်ဒါတွေကတော့ Tetrasti မှာနယ်ပြားပင်ရဲ့ပင်စီတွေပဲဖြစ်ပါတယ်ဖြစ်ပါအောင်နော်ဒီဒီဂရီ angle လောက်ရှိတယ်ဒါပေမဲ့ဖြစ်နိုင်ချင်တော့နည်းရပေါ့နော် Sabria လို့ဟိုပိုဆိုဒါတော့lead swine လည်းကောင်းတယ် humus လည်းကောင်းတယ်အပင်လည်းအနေထားမှာရှိပဲဒါပေမဲ့ပွင့်ချိတ်တဲ့ဒီသူတို့ပြောတဲ့ဒီမနော် micro parasite ဖြစ်ပေါ်နေတဲ့ခွင့်ရေးရတော့မတွေ့ဘူးပေါ့နော်အခုလက်ရှိဒီနေရာဆိုတော်တော်လေးမှိုက်တယ်ဘာဖြစ်တော့သူ့ရဲ့ Tetrasti မှာတော်တော်လေးကြီးတယ်ပြီးတော့ကຫນွယ်ပြားပင်လည်းတွေ့တော့ကြည့်ပါဦး host plant တော့ share ပြီးတော့ဒီຫນွယ်ပြားပင်လည်းရှိပါຫນွယ်ပြားပင်ဆိုတဲ့အတိုင်းလက်ဖွားတစ်စားလောက်ရှိတယ်ဒါပေမဲ့သူ့ရဲ့အနံကတော့ပပလေးပဲသူ့ရဲ့အနံကတော့လက်ဖွားတစ်ချောင်းစားလောက်ပဲရှိတယ်ဒါပေမဲ့အလျာကတော့ပြာကြီးပဲပေါ့နော်ကြည့်ပါပုံမှန်ဒီလိုပုံစံမျိုးရှိတင်တာပေါ့နော်မြည်ဆက်သေးဘူးသူရဲ့မြေပြင် slope ကတော့အနေထားမဆိုဒီလိုအနေထား slope ကတော့ပြောမဆိုတာ20 30လောက်ပဲရှိတယ်ပြီးတော့သူရဲ့ force fire လည်းဒါတော်တော်ကြီးတယ်ဒီလိုအနေထားဆို humus လည်းများတယ်ပေါ့နော်တော်တော်မြေဆွေးလည်းများတယ်အောက်နိုင်ခြင်းရှိတဲ့တိုင်းမြည်ဆက်သေးပါဘူးဒီအခု Sabria တွေပေါက်နိုင်ခြင်းအမြင့်ဆုံးနေရာဒီရှိုးချနေရပေါ့သူက slope ကဟိုစား30 degree လောက်ပဲရှိတယ်ပြီးတော့လည်း host band တော်တော်ကြီးတယ်ကျွန်တော်ဒီလက်ညှိုးရွယ် size လောက်ရှိတယ်ပြီးတော့လည်းဘေးနားမှာရေဆက်ရှိတယ်အဆူတက်လည်းရှိတယ်နေပြောက်လည်းထူတဲ့ပုံဝင်ချင်းဒါမီးဆက်သေးဘူးနော်ခါကျရင်အနေထားတူညီပေမဲ့လည်းလက်ခံပင်ရှိပေမဲ့လည်းအဲဒီပေါ်တော့ကပ်ပါပင်နေလည်းမရှိတော့နည်းနည်းခက်သားပဲဒါဆိုတော့မီကိုပင်ရှိတယ်ဆိုရင်ကျွန်တော်တို့ကဒီ10ပေပတ်လည်လောက်ပတ်ချတယ်တော့ကျွန်တော်လိုက်ကြည့်ရမှာဆိုတာမတွေ့ဘူးပုံမှန်ဆိုတော့ဒီလောက်အလုံးလေးတွေရှိရမှာအပန်းမို့မတွေ့မှာမှသူ့ရဲ့အလုံးလေးရှိရမှာပေါ့နော်ဒါမှဒီနေရာမှာသူ့ရဲ့အမြင့်တဝိုင်းဆိုတော့အနီးနားမှာရှိရမှာမရှိတယ်မတွေ့သေးဘူးဖြစ်ပါတယ်ဒီနေ့ကတော့ Sabria Rando Refresher တော့မရှိတော့ပါဘူး Sabria Himaliana လို့ Sabria Ram တော့ရှိလောက်မှာပေါ့နော် Sabria Memories တော့နည်းနည်းရှိဖို့ကံပေါ့ဒီလိုလက်ရှိအနေထားပေါ့ဒီလိုပုံစံမျိုးအနေထားဆိုဒါသူတို့အတွက်လက်ခံပင်ရတော့ share အနေထားပေါ့နော်ဘာဖြစ်လို့လက်ခံပင်နဲ့ကြည့်တယ်အမြင့်အနေထားလည်း okay တယ်ပေါ့နော်ဘာပဲကြည့်မိတ်ဆွေတငယ်ချင်းတွေ့တဲ့ဒါပဲဒါကျွန်တော်လက်ဖွာတိတ်ဖွာဆိုတော့ຫນွယ်ပြားပြမှာရှိနေပေါ့နော်ပြီးတော့လေဒီပတ်ဝန်းကျင်ကတော့နေပြောက်နေတဲ့အနေထားထိုးတယ်ပြီးတဲ့အခါကျတော့ဒီဘက်ချမ်းမှာရှိတဲ့ဒီ show တွေကကျတော့ကအဆိုတက်တွေကိုထိထားပေးနိုင်စွမ်းရှိတယ် lead swine လည်းရှိတယ်ဆိုတော့ရှင်တန်မယ်ဆိုတော့သူတို့အတွက်အနေထားကောင်းဖို့ပေါ့နော်ဒါပေမဲ့ကျွန်တော်ခုနကပြော timing မဲ့လွယ်နေတာလားဒါမှမဟုတ်လဲသူတို့ရှိဖို့အတွက်မျိုးဝဲမရောက်စေလို့အဲ့လိုပုံစံမျိုးကြီးလည်းရှိနိုင်တယ်ပေါ့နော်အနေထားကောင်းတော့ပတ်ဝန်းကျင်ကဒီလိုအနေထားကောင်းလို့ခံစားမိတယ်ပေါ့နော်ဒီပေါ့ຫນွယ်ပြားပြင်ကတော့အကြီးပေါ့နော်ရှယ်ပဲဒါဆိုသူတို့ရဲ့အမြင့်ကိုရင်ကလည်းရှယ်ကောင်းတာအမြင့်ကိုရင်လည်းအောက်ဘက်ထိသွားရတယ်ပြီးတော့ကကြည့်ပါဦးဒါ Tetrasti မှာຫນွယ်ပြားပြင်ရဲ့ဒီအမြင့်နာမှာရှိတဲ့အနေထားလေးပေါ့နော်ဒါတော့အနေထားကောင်းတယ်ပတ်ဝန်းကျင်ကောင်းပြီမဲ့လေခုနကကျွန်တော်ပြောသလိုပဲသူ့ရဲ့ကပ်ပါပိုးရီကတော့မရှိတော့ဘူးဖြစ်မယ်သူ့ရဲ့အနေထားပတ်ဝန်းကျင်ကအနေထားကောင်းရှိတယ်ပေါ့နော်ဒီပြင်လည်းသူ့ရဲ့အမြင့်ဖွဲ့စေပေါ်တော့အရန်ကို good result ရှိတယ်ပေါ့နော်နီးစပ်သေးပါဘူးခင်ဗျာဒီလိုအနေထားဆိုအနေထားကောင်းရှိတယ်ပြီးတည့်ရစီလည်းအများကြီးဂိမ်းအောင်နေတယ်ပြီးကြည့်ပါဦးပင်စီလုံးပတ်ရရှယ်ပဲသို့တော်နီးစပ်သေးပါ